ပြီးတော့မဲ့ချိန်နေဘလို့ပါလဲ အုံးသီးနှလုံးနဲ့တိုင်ပတ် အုံးတီးနှလုံးယူလာတယ်ဒီမှာ beach သွားမှာ ပြီးတော့ဆိုအုံးတီးနှလုံးယူလာတယ် အုံးသီးကဒီနိုင်ငံမှာမြန်မာမှာလို့အုံးသီးမရောက်ပါဘူး beach တွေအဲ့တော့ beach ဘိုင်းရအောင်လို့ဆိုပြီးအုံးသီးတောက်အုံးရတောက်ဆိုတော့အုံးသီးနှလုံးကိုယ်တိုင်ဘုဒ္ဓကအလေးခံတယ်အောင်ဖြစ်ပါတယ် โอเคပါထားတို့အခုကတော့နယူးယောက်ကနေပြီးတော့မိုးထော့ကိုတွားမယ်မိုးထော့မှာနေအောင်မယ်နေပြီးသွားလို့ရှိရင်မိုးထော့ကနေပြီးတော့ Block Island ကိုတွားမယ် Floor လေးဖြစ်ပါတယ် Block Island လေးကကြတော့ကျိုးလေးတစ်ခုပေါ့နော်အဲကျိုးလေးကိုတွားလည်မယ် Floor လေးဖြစ်ပါတယ်စိတ်ဝင်စားရင်ဆုံးဖြတ်လိုက်ခဲ့ပြီးကြပါဦးထားတို့အခုရထားနဲ့တွားနေရပါဒီရထားကနှစ်ထပ်ရှိရပေါ့နော်အပေါ်တက်နဲ့အောက်ထပ်ဆိုပြီးတော့ရှိရထိုင်ကိုတွေကတော့ကိုကြိုက်တဲ့နေရာမှာထိုင်လို့ရတယ်ဆိုတော့ထားတို့ကဒီခုံလေးရွေးထားတယ်ပုံမှာလဲထားတို့စင်လေးရှိရပေါ့နော်စင်ရတော့လက်ကေးချဲလို့မရဘူးဆိုတော့ထားတို့ခုံရဲ့အရှိမပဲထားတို့ထည့်ပြီးတော့သွားကြပါတယ်ဟိုတခါတည်းနယူးယောက်စီးတီးကနေပြီးတော့မနက်စာတွေမုတ်တွေဝယ်သွားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ရထားက3နာရီလောက်စီးရမှာဆိုတော့ဝေးသွားမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီမှာပဲစားဖို့ပလန်လိုက်ပါတယ်အခုကတော့ရထား3နာရီစီးပြီးသွားပါပြီဒါလေးကတော့တော့လိုက်ရှူရမယ်ပါအချီကိုစပြီးတော့မြင်နေရပြီဆိုတော့ထားတို့မိုးတော့ကိုရောက်နေပြီလို့သတ်မှတ်လို့ရပြီပေါ့နော်အချက် ခုကတော့ရောက်ပါပြီ Uber ငှားနေပါတယ်ဒါတော့ဟိုတယ်နောက်ပါဟောဒီမှာကြောက်ကလေးဆောလို့ရတဲ့ဟာလေးရှိတယ်ဟောဒီမှာထိုင်လို့ရတယ်အော်သုံးလိုက်တာလေအရန်စိုက်တယ်အိုးရှေးပါစတော့အော်ပလေးယေ ဒီအားရပေါင်းလို့ဒီ နောက်ဆက်ဘူးသွားနေပါဒီလေစောင်းပါဒီတော့တော့တိုက်ပါတယ် မျက်နှာနီးပါပဲကြီးတာကြီးအောင်တော့ကြီးပါတယ်ဘယ်တော့ကရလဲ
ထားတို့အခုရောက်ရှိနေရကတော့မွန်ထော်စိတ်ကမ်းမြို့လေးတစ်မြို့ဖြစ်ပါတယ်။သူကဘာနဲ့နာမည်ကြီးလဲဆိုတော့ beach တွေရဲ့ lighthouse တွေရဲ့ seafood တွေနဲ့ sunset view တွေနဲ့ကြည့်လို့ရတာကြောင့်မလို့လူသိများပါတယ်။အဲ့မှာမွန်ထော် lighthouse ကတော့အရန်နာမည်ကြီးတယ်။ထားတို့အဲ့ကိုလည်းတွားခဲ့တဲ့ vlog လေးကိုနောက်ထပ်ဗီဒီယိုလေးထပ်တင်ပေးဖို့ရှိပါတယ်။ထားတို့ရောက်တဲ့နေရာကျတော့ရာဒီဥတုကနေတိတ်မပူဘူးပေါ့နော်။မိုးရွာမဲ့ပုံစံနဲ့မိုးအုံတရားဖြစ်တဲ့ကြောင့်မို့လို့အရန်ကြီးတော့ရာသီဥတုကမလှဘူးပေါ့နော်အေးလေအေးတယ်ဆိုတော့တိတ်ပြီးတော့အဆင်မပြေခဲ့ဘူးဒါပေမဲ့ beach view တွေကတော့အရန်လှတဲ့အတွက်ကြောင့်မို့လို့မြို့ပြကြီးမှာနေတာတဲ့ဆိုင်ဒီလိုမြို့ငယ်လေးကိုခဏလောက်ရောက်လာတာကလည်းအရန်ကိုစိတ်ကျဉ်တတ်မှုတွေရရှိတဲ့ပြင်တန်ရှင်းတဲ့တဘာဝလေးကိုလည်းရှူရှိုက်ရတာနေတယ်အတော်ကိုတန်နေတဲ့အတွက်ကြောင့်မို့လို့ထားတော့အရန်ပျော်ပါတယ်ဒါကတော့ခရီးသွားလို့ရှိရင်ရန်ကိုပျော်ရွှင်နေပြီးတော့ခုံပေါက်နေတဲ့ကျမပါ travel one you are young moment become memory ဆိုတဲ့အတိုင်းပဲပေါ့နော်ငယ်ရွယ်တဲ့အချိန်မှာခရီးထွက်ပါတနေ့နေ့ကြလို့ရှိရင်ဒီ memory တွေကိုပြန်ကြည့်ပြီးတော့ကိုကရန်တည်ရမလားပျော်စရာကြီးနေနဲ့ခံစားရမယ်ပေါ့နော်တော့ခြားအဲ့လိုမျိုးပြန်ကြည့်ရသဘောကျရတဲ့အတွက်ကြောင့်မို့လို့ခြားဒီလိုမျိုးဗီဒီယိုလေးလို့ဖြစ်တာပေါ့နော်ဆိုတော့ယူတို့လည်းခရီးများထွက်ပါဆိုတော့ဖြစ်စင်တာလေးငယ်တုန်းလှုပ်ထားပါလို့ပြောရင်းနဲ့ဒီ vlog လေးကိုအဆုံးသတ်လိုက်ပါလေ see you in the next video bye bye